တန်ဖိုးကြီးကောင်ဝင်တွေလက်ဝတ်ရတနာတွေဝတ်ဆင်ထားတဲ့လူတွေကြားထဲမှာရိုးရိုးကလေးထင်းကားပတ်ချီထားပြီးမျက်နှာမှာအမာရွတ်နဲ့ကျမကကြက်အုပ်ထဲရောက်နေတဲ့ငုံလေးတစ်ကောင်လိုပဲသခင်ကြီးကတော့ဒါတွေကိုဂယုမဆိုင်ပဲလူပုံလဲမှာကျမကိုဂုဏ်ပြုပေးနေတော့တယ်ဒီကောင်မလေးကိုမြင်ရင်ငါတို့ရှင်မိသားစုကိုမြင်တယ်လို့ပဲသဘောထားကြပါဆိုပြီးအားလုံးရှေ့မှာကြေညာလိုက်တယ်အောက်ကလူတွေကဟန်ဆောင်ပန်ဆောင်လက်ခုပ်တီးနေကြပေမဲ့သူတို့မျက်လုံးထဲမှာတော့ကလေးထင်းတစ်ယောက်ကိုဒီလောက်နေရပေးစရာလားဆိုတဲ့မကျေနပ်မှုတွေထင်သားပဲကျမကတော့အဲ့ဒီအကြည့်တွေကိုလစ်လူရှုပြီးသခင်လေးကိုအကောင်းဆုံးဆက်ဆောက်ရှောက်သွားပါမယ်လို့ကျေးဇူးတင်စကားပြောလိုက်တယ်ပွဲပြီးအခန်းထဲရောက်တော့သခင်လေးကိုတိတ်ဖို့လုပ်နေတော့ကလေးလေးရဲ့အတန်ကခေါင်းထဲဝင်လာတယ်အမကြီးအပြင်သွားတာကြာလိုက်တာငါစောင့်နေတာတနေကုန်ပဲပြီးတော့ဟိုနှက်ခမ်းညီထူကြီးဆိုးထားတဲ့အတော်ကြီးဒီနေ့လဲလာပြန်ပြီငါမျက်နာကိုလာကတ်တာသူ့နှက်ခမ်းညီတွေငါမျက်နာကိုပေတော့မလို့ဝန်းကျက်လုံးလို့ငါတော့ကေတော့မလို့ပဲနောက်ဆိုအဲ့လိုလူမျိုးငါအနာပေးမကတ်နဲ့ပြီးတော့သူ့ကိုကအနန်းဆိုးကြီးကအရင်တစ်ခေါက်ကထက်ပိုဆိုးနေတဲ့ချင်းစောကိုနန်းနေတာပဲကလေးလေးပြောနေတဲ့အတော်ကြီးဆိုတာရှင်မိသားစုရဲ့ဒုတိယသခင်မကျိုးရံကိုပြောမှန်းကျမချက်ချင်းသိလိုက်တယ်ဒီဒုတိယသခင်မကိုကလေးလေးကအတော်လေးမုန်းနေပုံရတယ်18ရက်သားလေးတောင်လူခွဲတက်နေပြီဆိုတော့ဒီအိမ်ကြီးထဲမှာတတိထားနေမှရတော့မယ်အဲ့ဒီနောက်၄ရက်မြောက်နေ့မှာအိမ်တော်ထိန်ကသခင်ကြီးရဲ့ဖဲကစားပေါ်တထေးချမ်းကိုကျမစီခေါ်လာတယ်ကျန်းဝမ်မင်းကသခင်ကြီးမြင်ဘူးသမျှထဲမှာအတော်ဆုံးကလေးထိန်ဆိုငါတို့အိမ်က3လအရွယ်သားလေးကညတိုင်းအဆက်မပြတ်ကိုအော်ငိုနေတာကလေးထိန်ရောက်လောက်ပြောင်းပြီးပြီနာမည်ကြီးဆရာဝန်တွေအများကြီးခေါ်ပြပြီးဘာယောဂါမှမရှိဘူးတဲ့ကလေးအမေလည်းညဘက်မအိပ်ရလို့ပင်ပန်းလွန်ပြီးယူတော့မယ်မင်းသွားကြည့်ပေးပါလားသခင်ကြီးကမင်းကိုအာမခံလို့ငါလာခေါ်တာပါအကျွေးတွေဆက်ဖို့ပတ်စံလိုနေတဲ့ကျမအတွက်တော့ဒါကငွေရှာဖို့အကောင်းဆုံးခွင့်ရေးပဲလေသခင်မကြီးကလည်းခွင့်ပြုတာနဲ့တထေးချမ်းအိမ်ကိုချက်ချင်းလိုက်သွားလိုက်တယ်ကားနဲ့မိနစ်40လောက်မောင်းရတဲ့ချမ်းမိသားစုရဲ့ခြံဝင်းကြီးထဲရောက်သွားတယ်တထေးကတော့အိမ်ပေါက်ဝါကနေကိုယ်တိုင်ထွက်ကြိုတယ်သူ့မျက်ကွင်းတွေကဟောက်ဖောင်းပြီးညိုမဲနေတာပဲညဘက်ကောင်းကောင်းမအိပ်ရတာတော်တော်ကြာနေပြီဆိုတာသူ့ရုပ်သွင်းကတက်သေးပြနေတယ်အခန်းထဲရောက်တော့ကလေးလေးကတကယ်ပဲအကျယ်ကြီးအော်ငိုနေတယ်ဒါပေမဲ့ကလေးကိုတေချာကြည့်လိုက်တော့ဝါကစ်ကစ်နဲ့ကျမ်းမာရေးကောင်းတဲ့ပုံပါပဲသူ့ငိုတန်ကနာကျင်လို့ငိုတဲ့အကွဲတန်မျိုးမဟုတ်ပဲစိတ်ဆိုးပြီးအစွမ်းကုန်ဆန္ဒပြနေတဲ့အတန်အဲ့ဒီအချိန်မှာပဲသူ့ကောင်းထဲကစကားတန်တွေကျမစီရောက်လာတယ်ပက်လက်ကြီးမထားနဲ့လေမမတ်ချီစမ်းပါမျက်နှာချက်ကြီးကိုပဲကြည့်နေရတာ3လတောင်ရှိပြီးရိုးအီနေပြီငါလှုပ်လှုပ်ရှားရှားနေခြင်းနဲ့ငါအပြင်ထွက်ခြင်းနဲ့အပြင်ကတစ်ပင်ပေါ်ကနှက်ကလေးတွေကိုကြည့်ခြင်းနဲ့လို့ဘာလို့ငါ့ကိုခတင်ပေါ်ပဲချထားရတာလဲငါ့ကိုမမတ်ချီပေးကြပါစို့နေဒီအတန်ကိုကြားတော့ကျမပြုံးလိုက်မိတယ်ကျမလည်းကလေးလေးကိုခတင်ပေါ်ကနေချက်ချင်းပဲမမတ်ချီပြီးသတင်းပေါက်နာခေါ်သွားလိုက်တယ်အဲ့ဒီလိုမမတ်လေးချီထားပေးအပြင်မှာကြည့်စရာတွေအများကြီးပဲသတင်းပေါက်ခန်းစီကအပြာရောင်လေးဟိုမီဒီကအလုံးလေးနေရံမှာလဲဝက်ဝင်ရုပ်လေးရှိတယ်တွေ့ပြီးဟိုဘက်ကလှုပ်နေတာကဘာကောင်လေးလဲသွားကြည့်ခြင်းနဲ့ကလေးကမျက်လုံးလေးကလည်းနဲ့ပတ်ဝန်းကျင်ကိုစူးစမ်းရင်းအိပ်ပျော်သွားတယ်တထေးကတော့ကအံ့ဩလွန်းလို့ပါဇက်တောင်မစိနိုင်တော့ဘူးသခင်မကြီးကလေးကဘာယောဂါမှမရှိဘူးဘိုင်းနာနေတာလည်းမဟုတ်ဘူး3လအရွယ်ဆိုတော့သူတို့မှာစူးစမ်းကျင်စိတ်တွေအပြည့်ရှိနေပြီလေတစ်ချိန်လုံးပက်လက်ထားမဲ့အစားနေကင်းပတ်နိုးနေရင်မမတ်လေးချီပြီးအိမ်ထဲလမ်းလျှောက်ပေးတာအယောင်ရင်းအယုတ်လေးတွေပြပေးတာမျိုးလုပ်ပေးရမှာပေါ့သူကပြင်းလွန်းလို့အုံငုံနေတာပါဟဲ့တကယ်ကြီးမငိုတော့ဘူးပဲငါတို့ကရွှန်8တောင်းတောင်ပေးရတဲ့အလိုလျောက်လွဲပေးတဲ့ပကက်ကြီးတွေဝယ်ထားတာဆရာဝန်စရိတ်တွေတိတ်နဲ့ချီကုန်ထားတာမမတ်လေးချီလိုက်ုံနဲ့အဆင်ပြေသွားတာလားငါယူချင်တာပဲတထေးချမ်းကလည်းဝမ်းသာလွန်းလို့ကျေးဇူးဆက်တဲ့အနေနဲ့ရွှန်9000တန်စာအိတ်တအိတ်ကိုကျမလက်ထဲချက်ချင်းထည့်ပေးလိုက်တယ်မမတ်လေးချီလိုက်ုံနဲ့9000တောင်ရတယ်ဆိုတော့ဒီကလေးတွေရဲ့စိတ်ကိုဖတ်နိုင်တဲ့စွမ်းရည်ကတော်တော်လေးတန်ဖိုးရှိတာပဲလို့ကျမကြိတ်တွေးလိုက်မိတယ်ချမ်းမိသားစုရဲ့သတင်းကတထေးကတော်တွေကြားထဲမှာမားကြောက်ကစားဝိုင်းကနေတဆင့်အမြင်ပြန့်သွားတော့တယ်နင်တို့မယုံမရှိနဲ့ငါသားလေး3လလုံးလုံးငိုနေတာဆရာဝန်တွေလည်းလက်မြောက်ရတယ်အဲ့ဒီကျန်းဝန်ဆိုတဲ့ကောင်မလေးရောက်လာပြီးတစ်ချက်လေးပွေ့ချီလိုက်တာနဲ့ကလေးကချက်ချင်းအမိုးတိတ်သွားတာတကယ်ကိုအံ့ဩစရာပဲဆိုပြီးတထေးကတော့ချမ်းကကြွားလုံးထုတ်လိုက်တာကိုမကြပါဘူးဟဲမိသားစုစီကနေဖုံးဝင်လာတယ်သူတို့အိမ်က6လအရွယ်သမီးလေးကလုံးဝအစာမစားဘူးအလွန်အမင်းအစာရွေးတာတဲ့ဟဲမိသားစုအိမ်ရောက်တော့ကလေးမေကရွှေပယုံတီးကြိတ်ထားတဲ့ပကံလေးကိုကင်ပြီးတောင်းပန်နေတယ်သားလေးလိမ်မာတယ်နော်တလုတ်လေးပဲစားလိုက်ပါမေမေကိုတနာပါအောင်ဒီလိမ်မောင်ရောင်အနှစ်ကြီးကနန်းစော်နေတာပဲအရင်တစ်ခေါက်ကစားပြီးဘိုက်ဆင်းထားတာလုံးဝမစားဘူးပြီးတော့ဒီတက်တူစွန်းကြီးကအေးဆက်နေတာပဲငါပါစက်နဲ့မထီနဲ့ပန်းရောင်ပလတ်စတစ်စွန်းလေးနဲ့ကျွေးရွှေပယုံသီးပေါင်းမစားခြင်းဘူးကစွန်းဥဖုတ်လေးကျွေးအရင်တစ်ခေါက်ကအတော်ကြီးခိုးကျွေးတဲ့ကစွန်းဥဖုတ်လေးကချိုအီလေးနဲ့အရန်စားလို့ကောင်းတာအဲ့ဒါလေးထပ်စားခြင်းနဲ့ဒါပေမဲ့ဘယ်သူမှထပ်မကျွေးကြဘူးကျမလည်းအခြေအနေကိုချက်ချင်းနားလည်သွားတယ်သခင်မကြီးကလေးကအေးဆက်နေတဲ့တက်တူစွန်းကိုမကြိုက်လို့ပါငွေစွန်းကကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမဲ့ကလေးတချို့ကအေးဆက်တဲ့တက်တူအတွေ့အထိကိုသဘောမကျတတ်ဘူးပလတ်စတစ်စွန်းပန်းရောင်လေးတစ်ခုလောက်ပြောင်းပေးပါပြီးတော့အရင်ကရွှေပယုံသီးစားပြီးဘိုင်မကောင်းဖြစ်ဘူးတော့သူကမှတ်ထားပြီးမစားချင်တာပါရွှေပယုံသီးအစားကစွန်းဥဖုတ်လေးကိုခြေပြီးတိုက်ကြည့်ရအောင်ပေါင်းတာထက်စားရင်ဖုတ်ထားတဲ့ကစွန်းဥကပိုချိုပြီးအင်းနေတော့ကလေးတွေပိုကြိုက်တယ်အဲ့ဒီလိုတေချာခြေထားတဲ့ကစွန်းဥဖုတ်ကိုပလတ်စတစ်စွန်းလေးနဲ့ခွန်ပေးလိုက်တော့ကလေးကပြုံးဖြီးပြီးအငမ်းမရစားတော့တာပဲအရန်စားလို့ကောင်းတာပဲဒီအမကြီးကငါကြိုက်ဆုံးပဲနောက်ဆိုသူပဲခွန်ကြွေးရမယ်တခြားလူတွေငါပကံကိုလာမထိနဲ့6လအတွင်းပထမဆုံးအကြိမ်ပကံပြောင်းအောင်အများကြီးစားတာမို့လို့မိသားစုတစ်ခုလုံးဝမ်းသာပြီးကလေးအမေဆိုမျက်ရည်တွေတောင်ကျကုန်တယ်ကျမလက်ကိုစုပ်ကင်ပြီးကျေးဇူးတင်စကားတွေတရက်ဆက်ပြောနေတော့တာပဲအဲ့ဒီကနေလဲရွှန်9000ထက်ရလိုက်တယ်မိသားစုကတဆင့်စုမိသားစုစီကဖုံးဝင်လာပြန်တယ်သူတို့အိမ်က9လအရွယ်အမွှာညီကို2ယောက်ကညဘက်ဆိုသွားတွေတကြိတ်ကြိတ်နဲ့ကြိတ်နေကြတာဆရာဝန်တွေပြတော့လဲကယ်ဆီယမ်အားနည်းလို့တန်ကောင်ရှိလို့အမျိုးမျိုးပြောပြီးအားဆေးတွေတန်ချဆေးတွေတိုက်ပေမဲ့လုံးဝမတက်တာဘူးကျန်းဝင်ရဲ့ကလေးတွေအိပ်ရေးပြတ်တော့ငါလဲယူတော့မယ်စုမိသားစုစီရောက်သွားတော့အမွှာညီအကို2
နှစ်ယောက်ကိုကိုတင်နှလုံးနဲ့အဝေးကြီးခွဲသိပ်ထားတာတွေ့ရတယ်။ကြားထဲမှာလည်းပစ္စည်းထဲတဲ့ဗီရိုအသေးလေးတစ်ခုခံထားသေးတယ်။ညီလေးကသွားကြိတ်နေရင်းနဲ့သူ့ကောင်းထဲကအတန်ကိုကျမကြားလိုက်ရတယ်။အကိုကဘာလို့ငါ့ကိုမခေါ်တာလဲ။မမေ့ပိုက်ထဲမှာတော့ကအမြဲပူးကတ်နေတာအခုကျတော့ငါကူတင်ကဘယ်ဘက်မှာအကိုကူတင်ကညာဘက်မှာကြားထဲမှာလည်းဗီရိုကြီးခံနေတော့အကိုကိုမမြင်ရဘူးမထိရဘူး။ငါကြောက်တယ်စိတ်ပူတယ်။အဲ့ဒါကြောင့်သွားကြိတ်နေတာ။ငါမကြိတ်ချင်ပေမဲ့ပါဇက်ကအလိုလိုလှုပ်နေတာ။အကိုဖြစ်သူကလည်းညီလေးကသွားကြိတ်နေတော့လန့်နိုးလာပြီးဆက်တွေးနေတယ်။ညီလေးကသွားကြိတ်နေတော့စူညံပြီးငါအိတ်လို့မရဘူး။ငါလည်းသွားလိုက်ကြိတ်မယ်။သူ့ပါဇက်လှုပ်ရင်ငါပါဇက်လည်းလိုက်လှုပ်တာပဲထိလို့မရဘူး။ဒီကလေးတွေကအိတ်ပျော်နေရင်အလိုလျောက်သွားကြိတ်နေကြတာမဟုတ်ဘူး။ခွဲခွာရတဲ့စိုးရိမ်စိတ်ကြောင့်သွားကြိတ်ပြီးစိတ်ဖိစီးမှုကိုဖြေဖြောင်းနေကြတာ။သခင်မကြီးကလေးနှစ်ယောက်ရဲ့ကတင်ကိုပူးထားလိုက်ပါ။ဂျားကဗီရိုကိုလည်းဖယ်လိုက်ပါ။ဒါပေမဲ့ကလေးပြုစုပြောထောင်ရေးစာအုပ်တွေထဲမှာတော့အမှားတွေကိုတီးခြားစီသိပ်ပြီးလွတ်လပ်မှုရှိအောင်လေ့ကျင့်ပေးရမယ်လို့ဆိုထားတယ်လေ။ခုနလောက်ဆိုတာအရန်ငယ်ပါသေးတယ်။သူတို့ကခွဲနေဖို့အစင်သင့်မဖြစ်သေးဘူး။အထူးသဖြင့်ညီလေးကအကိုကိုအရန်မိခိုချင်နေတာ။ကိုတင်နှလုံးဝေးနေတော့အကိုကိုမထိရလို့စိုးရိမ်စိတ်ဝင်ပြီးသွားကြိတ်နေတာ။ကျမပြောတဲ့အတိုင်းကတင်နှလုံးကိုပူးပေးလိုက်တာနဲ့အမွှာညီကိုနှစ်ယောက်ကလက်ကလေးတွေလှမ်းကင်လိုက်မိကြတယ်။ဟေးအကိုကိုထိလို့ရသွားပြီးမကြောက်တော့ဘူး။ချက်ချင်းကိုငိမ်ကျသွားပြီးသွားကြိတ်တဲ့အတန်လဲလုံးဝပျောက်သွားတော့တယ်။ကလေးအမေလည်းတပြင်းချနိုင်သွားပြီးရွံတသိန်းစုချလိုက်တယ်။အဲ့ဒီညကအိမ်ပြန်ရောက်တော့ကျမအခန်းထဲမှာငွေစရင်းပြန်တွက်ကြည့်တယ်။တထေးချမ်းစီက9000တထေးဟယ်စီက9000စုမိသားစုစီကတသိန်းရှင်မိသားစုတခင်ကြီးပေးတဲ့2သိန်းခွဲနဲ့ဆိုစုစုပေါင်း4သိန်းခွဲတောင်ရနေပြီ။အရင်က4သိန်းဆိုတာအိမ်မက်တောင်မမက်ရဲတဲ့ပမာဏပေမဲ့အဖေရဲ့အကျွေးတန်း30ကိုဆက်ဖို့ကတော့အများကြီးလိုပါသေးတယ်။ဒါပေမဲ့ဒီကလေးတွေရဲ့စိတ်ကိုဖတ်နိုင်တဲ့စွမ်းရည်လေးသာရှိနေရင်အကျွေးကြေဖို့ကတိတ်မဝေးတော့ဘူးလို့ယုံကြည်လာတယ်။ချမ်းသာတဲ့မိသားစုကကလေးတွေရဲ့ပြဿနာတွေကိုဖြေရှင်းပေးရင်ကျမတခုတော့တေချာပေါက်သဘောပေါက်လာတယ်။သူတို့ရဲ့ပြဿနာတွေကတကယ်စေပညာအရယောဂကြောင့်မဟုတ်ပဲလူကြီးတွေကသူတို့လေးတွေကိုနားမလည်ပေးနိုင်လို့ဖြစ်နေတာ။ချမ်းသာတဲ့မိသားစုတွေကပြဿနာတစ်ခုခုရှိရင်ပတ်စံနဲ့ပဲဖြေရှင်းကျင်ကြတယ်။အကောင်းဆုံးနှုတ်မအကောင်းဆုံးအဝတ်အစားအကောင်းဆုံးအယုတ်တွေပုံပေးထားပေမဲ့ကလေးငိုရင်ဈေးကြီးဆုံးဆရာဝန်ခေါ်ပြီးယောဂရှာပေမဲ့ကလေးလေးတွေတကယ်ပါလိုချင်နေလဲဆိုတာကိုတော့ဘယ်သူမှကိုချင်းစာပြီးနားထောင်မပေးကြဘူး။တကယ်တော့ကလေးလေးတွေလိုချင်တာကပလတ်စတစ်ဇွန်းလေးတစ်ချောင်းတင်းကျပ်မနေပဲမမက်လေးပွေ့ချီထားခံရတာဒါမှမဟုတ်အကိုဖြစ်သူနဲ့အတူတူအေးရဖို့ကတင်နှလုံးပူးပေးဖို့လောက်လေးပဲဖြစ်ကောင်းဖြစ်နေနိုင်တာကိုတွေးနေရင်းနဲ့ဖုန်းထဲကို message တစ်ခုဝင်လာတယ်။ရှင်မိသားစုရဲ့ဒုတိယသခင်မကျိုးရန်စီကကျန်းဝန်အားရင်ငါအခန်းဘက်လာခဲ့ပါဦး။နင့်ကိုအကူအညီတောင်းစရာလေးရှိလို့ message ချကိုကြည့်ပြီးကျမမျက်မှောင်ကျုပ်လိုက်မိတယ်။ကလေးလေးကအငြင်းအနံ့ဆိုးကြီးထွက်နေတယ်ဆိုပြီးယွန်နေတဲ့ဒုတိယသခင်မတအိမ်လုံးကအစေခံတွေကအစကြောက်ရတဲ့အကြံစီကြီးတယ်လို့နာမည်ထွက်နေတဲ့ဒုတိယသခင်မကငါလိုကလေးထိန်တယောက်စီကဘာအကူအညီများတောင်းစရာရှိနေလို့လဲဒီတထေးအိမ်ကြီးရဲ့နှဆိုင်လာတဲ့အတွင်းရေးတွေတဲကိုငါတဖြည်းဖြည်းရောက်သွားတော့မှလား